မနေ့အိယာထားခြင်းကနေညအိယာဝင်တဲ့အထိနေ့စဉ်လုပ်နေရတဲ့အိမ်မှုကိစ္စတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာစဉ်းစားဖို့ပါသလားဒီနေ့မှာတော့အိမ်မှုကိစ္စလုပ်နေရင်လည်းလွယ်ကူကူလေးလာမှတ်သားနိုင်မယ်နေ့စဉ်တော့အင်္ဂလိပ်စကားပြော20ကိုမျှဝေပေးတော့မှာပါတမျက်စိလဲရင်ပကံစေးရင်နှစ်ချက်လေးတက်ပြီးဒီစကားလုံးတွေကိုနားထောင်ကြည့်ပါလက်တွေ့လုပ်နေတာနဲ့နားထောင်နေတာကတစ်ထက်တည်းကြနေလို့မမိစေမှအတိချပါပဲရှင်နံပါတ်1 I just woke upဒီစာကြောင်းလေးရဲ့အတိပ္ပယ်ကကျမအခုလေးတင်အိယာကနိုးတာပါလို့ဆိုလိုတာပါမနေ့ကနိုးချင်းမှာပဲဖြစ်ဖြစ်နေ့လည်ပဲတရေနိုးပြီးထားလာရဲ့ခါတီဖြစ်သုံးနိုင်ပါတယ်ခုလေးတွေအစောကြီးနိုးလာတယ်ဆိုရင် I just woke up early သူအခုလေးတွေအိယာကနိုးလာတာပါဆိုရင် he just woke up Number 2 it is time to get out of bedအသေးပဲအိယာထားရမယ်အချိန်ရောက်ပြီလို့ပြောတာပါ it is time ဆိုတာကတခုလောရမယ်အချိန်ရောက်ပြီလို့ဆိုလိုတာပါအလုပ်သွားရမယ်အချိန်ရောက်ပြီဆိုရင် it is time to go to work အိယာထားရမယ်အချိန်ရောက်ပြီထားတော့ဆိုရင် it is time to get out of bed wake up Number 3 I need to make the bed ဒီစာကြောင်းကအိယာတင်ရမယ်သို့မဟုတ်ခင်းရမယ်လို့အဓိပ္ပာယ်ရပါတယ် make the bed ဆိုတာကအိယာထားပြီးနောက်ဆောင်းတဲ့ခေါင်းတွေကိုတည်တက်အောင်ပြန်စီစဉ်အောင်ခေါ်တာပါမနေ့တိုင်းအိယာသိနေဆိုရင် I make my bed every morning ကျေးဇူးပြုပြီးအိယာသိနေပါဆိုရင် please make the bed Number 4 I am making breakfast အဓိပ္ပာယ်ကကျမမနေ့စာပြင်ဆင်နေရလို့ပြောတာပါ cooking ချက်ပြုတ်တယ်ဆိုတဲ့စကားလုံးသုံးမဲ့စာ making လို့သုံးတာကပိုပြီးတဘာဝကျပါတယ်တဲ့အတွက်မနေ့စာပြင်ဆင်နေတယ်ဆိုရင် I am making breakfast for you ကျမအခုမနေ့စာပြင်ဆင်နေတယ်ဆိုရင် I am making breakfast right now Number 5 I am doing the laundry ဒီစာကြောင်းလေးကအဝတ်လျှော်နေရလို့အဓိပ္ပာယ်ရပါတယ်အဝတ်လျှော်စက်နဲ့ပဲဖြစ်ဖြစ်လက်နဲ့ပဲဖြစ်ဖြစ်အဝတ်လျှော်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကို doing the laundry လို့ခေါ်ပါတယ်ဒီနေ့အဝတ်လျှော်ရမယ်ဆိုရင် I have to do the laundry todayအဝတ်လျှော်နေရဆိုရင် I am doing the laundry Number 6 Can you take out the trash အဓိပ္ပာယ်ကအမိုက်တော့ဖြစ်ပေးနိုင်လားလို့အကူအညီတောင်းတာပါ take out the trash ဆိုတာကအင်းထဲကအမိုက်အိတ်ကိုအပြန်အမိုက်ပုံးနဲ့တော့ပစ်တာကိုဆိုလိုပါတယ်ကျေးဇူးပြုပြီးအမိုက်တော့ပစ်ပေးနိုင်မလားဆိုရင် Can you take out the trash please အမိုက်တော့ပစ်လိုက်ပါမယ်ဆိုလို့ရှိရင် I will take out the trash Number 9 I am washing the dishes ဒီစာကြောင်းကပကံစင်းနေတယ်လို့အဓိပ္ပာယ်ရပါတယ်ထမင်းစားပြီးဟင်းချက်ပြီးပကံနေစီတိုးနေတာကိုပြောတာပါကျမအခုပကံစင်းနေရဆိုရင် I am washing the dishes now ပကံစေးဖို့ကူညီပေးနိုင်မလားဆိုရင် Can you help me wash the dishes Number 6 The house is a mess အဓိပ္ပာယ်ကအင်ရရှုပ်ပွားနေရပဲလို့ညီးတွားတဲ့အခါသုံးတာပါ a mess ဆိုတာကပစ္စည်းတွေဟိုတစားဒီတစားနဲ့ရှုပ်ပွားနေတဲ့အချိန်တွေပါအခန်းကရှုပ်ပွားနေရပဲဆိုရင် My room is a mess Sorry ပါအင်ရရှုပ်ပွားနေရပဲဆိုရင် Sorry the house is a mess Number 9 Let's tidy up the room ဒီစာကြောင်းလေးကအခန်းကိုရှင်းလင်းကြဆိုလို့တက်တင်တာပါ tidy up ဆိုတာကရှုံးနေတာတွေကိုတန့်ရအောင်စနစ်တကျပြန်ထားပြီးတော့ရှင်းနေတာပါအိမ်ငန်းကိုရှင်းလင်းကြဆိုရင် Let's tidy up the living room အိမ်ကိုရှင်းလင်းရမယ့်အချိန်ရောက်ပြီဆိုရင် It is time to tidy up the house Number 10 I'm sweeping the floor ဒီဘေကတမျက်စိလဲနေတယ်လို့ပြောတာပါကျမအခုတမျက်စိလဲနေတယ်ဆိုရင် I am sweeping the floor right now တမျက်စိလဲပေးနိုင်လားဆိုရင် Can you sweep the floor Number 7 I need to mop the floor ဒီစာကြောင်းကကျန်းတိုက်ရအောင်မယ်လို့ပြောတာပါ mop ဆိုတာကရေစွပ်ပြီးကျန်းတိုက်တာကိုခေါ်တာပါဒီနေ့ကျန်းတိုက်ရမယ်ဆိုရင် I need to mop the floor today တင်ကျန်းတိုက်တင်တယ်လို့ပြောချင်ရင်တော့ You should mop the floor Number 7 Can you hang the clothes out to dry ဒီဘေကတော့အဝတ်တွေကိုအပြင်မှာလှမ်းပြနိုင်မလားလို့ကိုကြီးတောင်းတာပါရှော့ပြီးသားအဝတ်တွေကိုနေဘူးတဲ့လူဝင်လူထွက်ရှိတဲ့နေရာမှာလှမ်းတာကို hang out to dry လို့သုံးပါတယ်ကျေးဇူးပြုပြီးအဝတ်လှမ်းလိုက်ပါဆိုရင် please hang the clothes out to dry ကျမအဝတ်လှမ်းနေတယ်ဆိုရင် I am hanging the clothes out to dry Number 7 I am ironing my clothes အဓိပ္ပာယ်ကအဝတ်တွေမိဝတ်တိုင်နေလို့ပြောတာပါရှက်အင်ကြီးတွေမိဝတ်တိုင်နေဆိုရင် I am ironing my shirt ဘောင်းမီကိုမိဘူးတိုင်ရမယ်ဆိုလို့ရှိရင် I need to iron my pants Number 4 Where is for dinner
အသေးပဲကဒီနေ့ညစာဘာစားကြမလဲဒါမှမဟုတ်ညစာကဘာဟင်းလဲလို့မေးရပါနေ့လယ်စာဘာစားကြမလဲဆိုရင် what is for lunch မနေ့စာဘာစားကြမလဲဆိုရင် what is for breakfast နံပါတ်5 let's eat out tonight တင်စားကြောင်းကဒီနေ့ညအပြင်ထွက်စားကြဆိုလို့အဓိပ္ပာယ်ရပါတယ်အိမ်မှာဟင်းချက်ချင်တဲ့နေ့တွေမှာသုံးလေးရှိပါတယ်ဒီနေ့အပြင်ထွက်စားကြဆိုရင် let's eat out today ကျမတို့အပြင်ထွက်စားဖို့ဆုံးဖြတ်လိုက်တယ်ဆိုရင် we decided to eat out နံပါတ်6 I am taking a shower အဓိပ္ပာယ်ကကျမရေချိုးနေတယ်လို့ပြောတာပါကျမရေခဏလောက်မြန်မြန်ချိုးလိုက်အောင်မယ်ဆိုရင် I am taking a quick shower ကျမရေချိုးရမယ်ဆိုရင် I will take a shower နံပါတ်7 It has been a long day ဒီစာကြောင်းလေးဒီနေ့တော့ပင်ပန်းတဲ့နေ့တစ်နေ့ပဲလို့ပြောတာပါနေ့လယ်ပိုင်းမှာအလုပ်တွေအများများခဲ့ပြီးတော့ညဘက်နာတော့မယ့်ချိန်မှာညီးတွားတဲ့စကားလေးဖြစ်ပါတယ်ဒီတစ်ပတ်တော့ပင်ပန်းတဲ့အပတ်ပဲဆိုလို့ရှိရင် It has been a long week ဒီနေ့ကတော့ပင်ပန်းတဲ့နှစ်ပဲဆိုရင် It has been a long year နံပါတ်8 I am exhausted အဓိပ္ပာယ်ကကျမအရန်ကိုပင်ပန်းနေပြီလို့ပြောတာပါ I am tired ထပ်ပို့ပြီးတော့အမောဆိုးနေတာပင်ပန်းတဲ့ခါသုံးပါတယ်လုံးဝကိုပင်ပန်းနေပြီဆိုရင် I am completely exhausted အလုပ်ပြီးတော့အရန်ကိုပင်ပန်းနေပြီဆိုရင် I am exhausted after work နံပါတ်9 I am going to bed ဒီစာကြောင်းကအိပ်ယာဝင်တော့မယ်လို့အဓိပ္ပာယ်ရပါတယ်ဒီနေ့ညစောစောအိပ်ယာဝင်တော့မယ်ဆိုရင် I am going to bed early tonight ကျမအခုအိပ်ယာဝင်တော့မယ်ဆိုရင် I am going to bed now နံပါတ်20 sleep tight ဒီစာကြောင်းလေးကတော့နေ့ချက်အိပ်ပျော်ပါစေလို့အိပ်ယာဝင်ခံနေဆုတောင်းမိတာပါပေါင်းတော့ညပါနေ့ချက်အိပ်ပျော်ပါဆိုရင် good night sleep tight ကောင်းကောင်းအိပ်ပြီးအိမ်မက်လာမဲ့ပါစေဆိုရင်တော့ sleep tight and sweet dreams အခုဆိုလို့ရှိရင်တော့မနေ့အိပ်ရထားတဲ့အချိန်ကနေစပြီးညအိပ်ရဝင်တဲ့အထိနေ့စဉ်လုံးမြင်ရတဲ့အိမ်မှုကိစ္စတွေကိုအင်္ဂလိပ်လိုယုံကြည်မှုရှိတွက်တက်သွားတာပြီးထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်နေနေတာတော့အခုလေ့လာခဲ့တဲ့ဝါကျပွင့်စီကုန်းကြီးချက်ကနေ it is time to လို့ရမယ့်အချိန်ရောက်ပြီဆိုတဲ့ပုံစံလေးကိုသုံးပြီးတော့တင်းရင်ကိုယ်ပိုင်ကိုကြားအတလေးတစ်ချောင်းကိုအောက်က comment မှာရေးသွားပြီးခဲ့တာအောင်နော်ကိုရန်တွေးပြီးရေးချလိုက်တာကဘယ်တော့မှမမေ့အောင်ကူညီပေးမှာပါအားလုံးပဲတာယာချမ်းမြေ့တဲ့နေ့တစ်နေ့ပါစေရှင်